CCM Myanmar Fairy Tales ဟုတ်ကဲ့တော့တိပေါင်းများစွာကတော့အုတ်ကြီးတစ်ခုတွင်လေးတစ်ကောင်တင်းယုံတစ်ကောင်တို့အတူနေထိုင်ခဲ့ကြသည်လေးမှန်တေးကွေးပြီးယုံကအလွန်မြန်သည်တင်းနေ့တွင်ယုံကလေးကိုပါကြောင်ပြီးသူတို့တော့ပြန်ဝဲတစ်ခုလုံးရန်စိန်ခေါ်လိုက်သည်မင်း လူရေးသွေးတဲ့ကောင်နဲ့မာနဲ့ပြန်ဖို့တောင်းမလို့ ဦးယုံကပြောသည်လေးကလည်း မင်းကအဲ့လိုထင်ရင်ငါတို့ပြန်ချိချတာပေါ့ ပြောလိုက်သည်ထို့ကြောင့်ပြန်ပွဲကိုစတင်ခဲ့သည်ယုံကအရှိန်အဟုန်ဖြင့်ပြေးထွက်သွားပြီးလေးကိုအဝေးကြီးထားခဲ့သည်လေးကဖြည်းဖြည်းချင်းလန်းလျှောက်သွားသည်ယုံကအဝေးကြီးရောက်သွားသောအခါအားရကြည်နပ်စွာရက်တန့်ပြီးလေးကိုပြန်လဲကြည့်လိုက်သည်လေးကိုအဝေးကြီးမှမြင်လိုက်ရသောယုံကအပင်တပင်အောက်တွင်အနားယူရဆုံးဖြတ်လိုက်သည် ငါအနားယူပြီးအိတ်လိုက်အောင်မယ်လေးကငါကိုဘယ်လိုမှမမိနိုင်ဘူး ယုံကတွေးလိုက်သည်ထို့ကြောင့်ယုံကအပင်အောက်တွင်အိပ်ပျော်သွားသည်လေးကဖြည်းဖြည်းချင်းလန်းလျှောက်လာပြီးယုံကိုကြော်သွားသည်ယုံကအိပ်ပျော်နေသောလေးကပြန်ဝဲလန်းကြောင်းအတိုင်းဆိတ်လျှောက်သွားသည်နောက်ဆုံးတွင်လေးကပန်းတိုင်ကိုရောက်သွားသည်ယုံကနိုးလာပြီးလေးကိုမတွေ့တော့သောအခါအံ့အားသင့်သွားသည်သူကအပြင်းအမြန်ပြေးထွက်သွားတော့လေအချိန်လွန်သွားခဲ့ပြီလေးကပန်းတိုင်ကိုရောက်သိနေပြီဖြစ်သည်ထိုပုံပြင်မှသင်ခန်းစာမှာဖြည်းဖြည်းချင်းတည်တည်ငြိမ်စွာလှုပ်ဆောင်ခြင်းသည်အပြင်းအမြန်တင်မစစ်မချင်းလှုပ်ဆောင်ခြင်းထက်အောင်မြင်မှုရရှိရာပုံမကောင်းမှုကြောင့်ဖြစ်သည်